အားလုံးပဲကိုစိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေနော်ကိုတို့ရေဒီနေ့မှာတော့ကျမတို့မိန်းမတွေမှာအပေါ်ပြီးတာနဲ့အောက်ပြီးတာဆိုပြီးနှစ်မျိုးရှိတဲ့အကြောင်းကိုဗဟုတုတရဖွယ်တင်ဆက်ပေးလိုက်ရပါတယ်နော်ဟုတ်ကဲ့ပါကိုတို့ရေမိန်းကလေးတွေဆိုတာယောက်ျားလေးတွေလိုဟိုကိစ္စမှာစိတ်ပါဖို့ခဲရင်တက်ကြပါတယ်နော်ဒါပေမဲ့လည်းကိုတို့သာကျွမ်းကျင်မယ်ဆိုရင်သူမတို့ရဲ့ခန္ဓာကိုယ်မှာသူမတို့စိတ်ကြော်လာအောင်ထိတွေ့ကင်တွေနိုးဆွလို့ရမယ့်နေရာတွေကအများကြီးပါပဲနော်ဒါကြောင့်မိန်းကလေးတွေမှာအပေါ်ပြီးခြင်းနဲ့အောက်ပြီးခြင်းဆိုပြီးနှစ်မျိုးရှိတာပါနော်အပေါ်ပြီးရယ်ဆိုတာကတော့ကိုတို့အနေနဲ့သူမတို့ရဲ့အပေါ်ဘက်အချမ်းကိုသူမတို့အထွတ်အထိပ်ခံစားချက်ရအောင်ပြုစုပေးရတာပါပဲတချို့မိန်းကလေးတွေကတော့အပေါ်ဘက်အချမ်းကိုပြုစုပေးုံနဲ့မပြီးတတ်ကြပါဘူးနော်တကယ်လို့ကိုတို့အနေနဲ့ကိုယ့်ရဲ့ကောင်မလေးကအပေါ်ပြီးတာလားသိကျင်နေဆိုရင်တော့ခုပြောပြတဲ့နီလန်းလေးတွေနဲ့စမ်းကြည့်ကြည့်ပါနော်သူမရဲ့လေပင်နှမ်းရွက်နှုတ်ခမ်းလေးတွေကိုနမ်းကြည့်ပါဒီနေရာမှာစိတ်ရှည်ရှည်နဲ့ကိုတို့ရဲ့ရှာလေးကိုမှွေနောက်ကလေးတက်ဖို့လိုပါတယ်နော်စနေနှခိုင်ချိုဘုံကြီးကိုလည်းစိတ်ရှည်လက်ရှည်နဲ့ကလိပေးပါနော်ခုပြောပြတဲ့အပေါ်ဘက်ပိုင်းကနေရာလေးတွေကိုစိတ်ရှည်လက်ရှည်ပြုစုပေးလို့သူမတို့အနေနဲ့အထွတ်ထိပ်ခံစားချက်ကိုရတယ်ဆိုရင်တော့အပေါ်ပြီးတယ်လို့သတ်မှတ်လို့ရပါတယ်နော်အောက်ပြီးတယ်ဆိုတာကတော့အလွယ်ပြောရရင်မိန်းကလေးတွေအနေနဲ့ရှေ့ကပြောခဲ့သလိုသူမတို့အပေါ်ဘက်အချမ်းကိုပြုစုပေးုံနဲ့အထွတ်ထိပ်ခံစားချက်ကိုမရနိုင်တာကိုပြောတာပါပဲသူမတို့ရဲ့ချိုချိုအုံကြီးတွေကိုပြုစုပေးဖို့လဲလိုသလိုသူမတို့ရဲ့ဟိုဟာကြီးကိုလည်းပြုစုပေးဖို့လိုပါတယ်နော်ပြီးရင်တော့ကိုတို့ရဲ့ဟိုဟာကြီးနဲ့ကြိတ်ပေးမှအထွတ်ထိပ်ခံစားချက်ကိုရနိုင်တယ်ဆိုရင်အောက်ပြီးတယ်လို့ပြောတာပါပဲနော်အောက်ပြီးတဲ့မိန်းကလေးတွေကတော့လွယ်ပြောရရင်ဟိုစိတ်တအားများတဲ့မိန်းကလေးတွေလို့ပြောလို့ရပါတယ်နော်သူမတို့အနေနဲ့အပေါ်ဘက်ချမ်းနဲ့တင်မထိရောက်ပဲကြာကလေးပေးကြာကြိတ်ပေးမှစိတ်ခံစားချက်ပြေဝကြတာပါနော်ကိုတို့အနေနဲ့အပေါ်နဲ့ပြီးနိုင်တဲ့မိန်းကလေးမျိုးကိုပိုင်ဆိုင်ထားတယ်ဆိုရင်တက်ရက်လေးကင်တွေတက်ဖို့လိုပါတယ်နော်အပေါ်နဲ့ပြီးနိုင်တဲ့မိန်းကလေးတွေကစိတ်ခံစားမှုလွယ်တဲ့မိန်းကလေးတွေဖြစ်တာကြောင့်လဲကိုတို့သာကြာကြိတ်မယ်ဆိုရင်3-4ကဇက်တိုက်ပြီးနိုင်ပါတယ်နော်ဟုတ်ကဲ့ပါကိုတို့ရေဒီနေ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲနော်ခုပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကကိုတို့အတွက်ဗဟုသုတတစ်ခုခုတိုးပွားစေခဲ့တယ်ဆိုရင်လဲ subscribe လေးနှိပ်ပြီးအားပေးသွားကြပါဦးနော်